အားလုံးပဲမင်္ဂလာပါ The Art of Hospitality by မခိုင် Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့တစ်ခေါက်တုန်းကတော့ interview နဲ့ပတ်သက်ပြီးတော့ knowledge sharing လုပ်ပေးထားပါတယ်ဒီတစ်ပတ်မှာတော့ probation ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပတ်သက်ပြီးတော့ knowledge sharing လုပ်ပေးပါမယ်ဒီ channel လေးကမခိုင်ရဲ့ပညာဒါန channel သက်သက်ဖြစ်ပါတယ်ဒီ channel ကသင်တန်းတွေလည်းမရောက်ပါဘူးငွေပေးငွေယူကိစ္စတွေလည်းဘာမှမလုပ်ပါဘူးဆိုတာကိုကြိုတင်ပြောထားပါရစေဘာလို့ဆိုတော့နောက်တစ်ချိန်မှာဒီ channel တွေကcopy ပွားတာတို့တခြားဟာတွေပေါ့နော်အဲ့လိုမျိုးယူသုံးတာတို့ဖြစ်လာနိုင်တဲ့အတွက်ပေါ့နော်အခုတည်းကမခိုင်ကကြိုပြီးတော့ပြောထားပါတယ်ဒီ channel လေးကပညာဒါနသက်သက်ပဲမျှဝေခြင်းဖြစ်ပါတယ်သင်တန်းတွေလည်းမရောက်ပါဘူးငွေပေးငွေယူကိစ္စတွေမလုပ်ပါဘူးအဲ့လိုမျိုးတွေလုပ်လာတယ်ဆိုလို့ရှိရင်ဒါမခိုင်ရဲ့ channel မဟုတ်ဘူးလို့ကြိုပြီးတော့ပြောထားပါရစေဒီနေ့ probation နဲ့ပတ်သက်ပြီးတော့ sharing လုပ်မယ်အပိုင်းလေးကတော့မခိုင်တို့တွေပေါ့နော်ပြီးခဲ့တဲ့တစ်ခေါက်ကပြောထားသလိုပဲပေါ့လူငယ်တယောက်က interview သွားဖြေတယ်ပေါ့နော်အလုပ်ရသွားပြီဆိုပါစို့အဲ့ခါကျလို့ရှိရင်ဒီမှာ offer letter တွေပါထိုးကြမယ်ပေါ့နော်အဲ့တော့ offer letter ထိုးပြီးပြီဆိုလို့ရှိရင်လုပ်ငန်းခွင်ဝင်ပြီပေါ့နော် probation ကာလလေးရောက်လာပြီဖြစ်ပါတယ်ဆိုတော့ဒီ probation ကာလလေးနဲ့ပတ်သက်တာလဲဒါလေးကအရေးကြီးတာမို့လို့မခိုင်ဒီနေရာမှာဒီ probation ရဲ့အကြောင်းကိုဇောင်းပေးပြီးပြောမှာဖြစ်ပါတယ်အဲ့တော့ဒီ probation ဆိုတာက offer letter ထိုးကြတဲ့ကပေါ့နော် offer letter ထဲမှာသူတို့ရေးထားပါတယ် company ဘက်ကပေါ့နော်3 months notice ဖြစ်3 months ပေါ့နော်probation ကာလဖြစ်ခြင်းဖြစ်မယ်6 months probation ကာလဖြစ်ခြင်းဖြစ်မယ်ပေါ့နော်ဆိုတော့ဒီ3 months 6 months ကကိုယ့်ကိုစောင့်ကြည့်နေတယ်ပေါ့နော် company ဘက်ကကိုယ့်ကိုလေ့လာနေတယ်စောင့်ကြည့်နေတဲ့ကာလဖြစ်ပါတယ်အဲ့တော့များသောအားဖြင့်ကပေါ့နော်တချို့ကကြတော့ဒီ offer letter မှာထိုးထားတဲ့ probation ကာလကိုကအဲ့တော့ကတော့မြင်လိုက်တယ်ပေါ့နော်ပြီးတဲ့အခါကျတော့မိမိပြပြဖြစ်သွားတယ်တချို့ကကြတော့လေအလုံးရသွားပြီဆိုရမ်းပျော်ပြီးတော့ဟာငါအလုံးရသွားပြီပေါ့နော်ဆိုပြီးတော့ probation ကာလကြီးကိုမေ့သွားတာပေါ့နော်အဲ့ခါကျတော့မခံဒီမှာ remind လုပ်ချင်တာကကို့မှာလေ probation က3လရှိနေတာလား6လရှိနေတာလားပေါ့နော်အဲ့ကို3လရှိနေတယ်ဆိုရင်ကိုက3လအထဲမှာပေါ့နော်ရုံးချိန်လေးတွေမှန်ဖို့လိုတယ်ရုံးတက်ဖို့လည်းရုံးတက်တာလည်းမှန်ဖို့လိုတယ်ပေါ့နော်ပြီးရင်စီကန်းတည်ဝတ်မှုလိုတယ်အလုပ်ကိုလည်းတည်ချာချာယူစိုက်ပြီးတော့လုပ်တက်ဖို့ပဲလိုတယ်ပေါ့နော်အမှားအယွင်းနေနေအောင်လုပ်ရမယ်တည်ချာချာသင်ယူလေ့လာရမယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကိုယ့်ရဲ့ probation ကာလဒီ3လပဲဖြစ်နေစေ6လပဲဖြစ်နေပါစေပေါ့နော်အေးဆေးဆေးလေးနဲ့ pass ဖြစ်သွားမှာဖြစ်ပါတယ်ဆိုတော့ probation ကာလမှာမလိုအပ်ဘဲနဲ့ခွင့်နေမယူပါနဲ့လို့ဒီနေရာကနေပြောချင်ပါတယ်ဥပမာတော်ရုံတန်ရုံပေါ့နော်နှာစီးချောင်းဆိုးလေးဖြစ်တာဆိုလို့ရှိရင်ခွင့်မယူပါနဲ့အရေးတကြီးကိစ္စမရှိဘူးဆိုလို့ရှိရင်ခွင့်နေမယူပါနဲ့ကိုကအရန်ကိုဖျားနာနေတယ်ပေါ့နော်ခေါင်းတောင်မထောင်နိုင်ဘူးဆိုတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်တော့ sick leave ယူပေါ့နော်အဲ့တော့ emergency case မဟုတ်ဘူးပေါ့ဘာမှအရေးပေါ်ကိစ္စမရှိဘူးဆိုလို့ရှိရင် probation ကာလတွေကိုခွင့်တရဲမှမယူဘဲနဲ့ probation ကာလကိုအောင်မြင်အောင်လို့အေးဆေးဆေးဖြတ်သန်းပါလို့ပြောချင်ပါတယ်ပေါ့နော်ဆိုတော့ probation ကာလကအောင်သွားပြီပေါ့နော် pass ဖြစ်သွားပြီဆိုပါစို့အဲ့ခါကျလို့ရှိရင်ကိုကဒီ company ကိုလုပ်နေ company ကိုလေ့လာပေါ့နော်ဒီ company ဒီငါအတွက်တက်လန်းရှိသလားငါ promotion တွေရနိုင်သလားပေါ့နော်အဲ့လိုမျိုးကိုတေချာလေ့လာကြည့်ပေါ့ငါ company ကလည်းခိုင်နေပေါ့နော်ကောင်းတယ်ပေါ့နော်တက်လန်းတွေလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကိုကဒီ company မှာပေါ့နော်အနည်းဆုံးတစ်နှစ်လောက်တော့ပေါ့နော်လုပ်စေချင်တယ်ဘာဖြစ်လို့လဲဆိုတော့ကိုတစ်နှစ်လောက် experience ယူလိုက်တဲ့အခါကျတော့မှကိုနောက်ပေါ့အရန်ကိုကောင်းတဲ့ company တွေကိုသွားမယ်ဆိုလို့ရှိရင်ပေါ့နော်ကိုယ့်ရဲ့ CV ကလှနေတယ်ကိုယ်လည်း experience ကလည်းရှိနေတယ်ပေါ့နော်ဆိုတော့ company တိုင်းမှာပေါ့နော် perfection ဆိုတာကတော့ဘယ်နေရာမှမရှိဘူးပေါ့နော်အဆိုးနဲ့အကောင်းနဲ့ကတော့အများအားဒွန်တွဲနေတာဖြစ်တဲ့အတွက်ပေါ့နော်company တိုင်းမှာဘယ်အလုပ်တိုင်းမှာပေါ့နော်အခက်အခဲဆိုတာတော့ရှိနိုင်တာပဲပေါ့နော်ဆိုတော့ဒီအခက်အခဲတွေကိုကိုကရင်ဆိုင်ကျော်လွှားလို့ရတယ်ဆိုလို့ရှိရင်ရင်ဆိုင်ကျော်လွှားပြီးတော့ experience ကိုယူပါပေါ့နော်အရန်ကြီးအဆင်မပြေပေါ့ဖြစ်နေတယ်အရန်ကြီးပေါ့နော်ကိုယ့်ကိုထိခိုက်နိုင်တဲ့အခြေအနေမျိုးတွေဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒါနောက်တစ်ခုကိုသွားဖို့အတွက်စဉ်းစားရမှာပေါ့နော်အဲ့လိုမျိုးမှဆိုးရွားအခြေအနေဘာမှမရှိဘူးဆိုလို့ရှိရင်เนาะတာမန်အခက်မသိတာလေးတွေဥပမာကိုအလုပ်လုပ်လို့မှားလို့အဆူခံရတာမျိုးတွေကတော့ရှိနိုင်တာပေါ့နော်ဒါမျိုးလေးတွေဆိုလို့ရှိရင်တော့ကိုကတီးခံပြီးတော့ကြော်လွှားပြီးတော့ပထမဦးဆုံးနေရ company ပဲဖြစ်ပေါ့နော်ကိုလက်ရှိလုပ်နေတဲ့ company မှာကိုကတီးခံပြီးတော့ experience ကိုတစ်နှစ်လောက်ရအောင်ယူပါလို့မခံရတော့ advice ပေးခြင်းတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကိုကအလုပ်ကတော့တစ်နှစ်လောက်လဲလုပ်ပြီးသွားပြီပေါ့နော်ဆိုတော့နောက်ထပ်လဲကိုကြိုက်တဲ့ company ကိုအရန် opportunity ကောင်းတဲ့ company လဲတွေ့နေပြီဆိုလို့ရှိရင်တော့တခြားကို join ပေါ့နော်အဲ့လိုမျိုး join တဲ့နေရာမှာလဲ advice ပေးချင်တာကနောက်တစ်နေရာမှာလဲကိုက
interview ကိုဖြေပြီးတော့ pass ဖြစ်ပြီဆိုလို့ရှိရင် offer letter တွေပါထိုးပေါ့เนาะအဲ့လိုမျိုးထိုးပြီးတော့မှဒီဘက်မှာ resign တင်ပေါ့เนาะဘာလို့ဆိုဟိုဘက်မှာလည်းမသေးကြပဲနဲ့ဒီဘက်ကအလုပ်ကိုလည်းလက်လွတ်လိုက်တဲ့ဟာကြတော့အဆင်မပြေဘူးပေါ့เนาะအဲ့ဆိုတော့ဟိုဘက်မှာ join မယ်ဆိုလို့ရှိရင်လည်းကိုဒီလက်ရှိလုပ်နေတဲ့ company မှာကိုကဒီ contract ထဲမှာပေါ့เนาะဥပမာ1 month notice နဲ့ထွက်ရမှာလားပေါ့เนาะအဲ့လိုမျိုး1 month notice နဲ့အဲ့လိုထွက်ရမယ်ဆိုလို့ရှိရင်ကိုအစကတည်းကဟိုဘက် company ကိုလည်းကို joining date ကိုဘယ်လောက်မှ join နိုင်မယ်ဆိုတဲ့ဟာကိုတခါတည်းလက်မှတ်ထိုးကြတဲ့ကကိုကချိန်ညှိထားပေါ့เนาะပြီးတဲ့အခါကျတော့ဟိုဘက်မှာတေချာရပြီဆိုရင်ဒီဘက်က company ကိုလည်း proper resign 1 month notice နဲ့ထွက်ပေါ့เนาะအဲ့ခါကျတော့နောက်ပိုင်းနေမှာကိုယ့်အတွက်ကို reference check ဆိုတဲ့ဟာကလာခဲ့သည်ရှိတော့ပေါ့เนาะကိုရဲ့လုပ်ခဲ့တဲ့ company တွေမှာကိုကproper ထွက်ခဲ့တယ်ဆိုလို့ရှိရင် reference check လုပ်တဲ့အခါကျလို့ရှိရင်လေဒီ reference ကကိုကောင်းကောင်းမွန်မွန်ရမှာဖြစ်တယ်ပေါ့เนาะအဲ့ခါကျတော့ကိုအလုပ်ထွက်ခဲ့တဲ့ company တိုင်းကိုလည်းပေါ့เนาะ proper resign နဲ့ကောင်းကောင်းလေးသေချာထွက်ခဲ့ပါဆိုပြီးတော့မခိုင်ကတော့ဒီမှာအကြံပြုခြင်းတယ်ပေါ့เนาะအဲ့တော့ဒီဗီဒီယိုလေးကနေပြီးတော့ကိုယ့်အတွက်အဆင်ပြေဖို့အတွက်ပေါ့တခုခုတော့ရသွားမယ်လို့မခိုင်ယုံကြည်ပါတယ်အဲ့တော့အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်เนาะ